မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာရွှေပေါ်ကျွန်းဆရာတော်ကြီးကြီးမြင့်တဲ့ကောင်းကျိုးချမ်းသာကဘေးရန်ကင်းပါစေကျင့်စဉ်အကြောင်းကိုတင်ဆက်ပေးလိုပါတယ်အန္တရာယ်ကင်းကာထာတော်ကတော့အနန္တဗုဒ္ဓတေဇေနအနန္တဓမ္မတေဇေနအနန္တသံဃတေဇေနအတောကံဝိရဇံခေမံစောရံကောဒံဝိနတန္တုအနန္တအိဗေကတော့အနန္တဗုဒ္ဓတေဇေနအဆုံးမရှိသောဘုရားတကူတော်ကြောင့်အနန္တဓမ္မတေဇေနအဆုံးမရှိသောတရားတကူတော်ကြောင့်အနန္တသံဃတေဇေနအဆုံးမရှိသောတန်ခတကူတော်ကြောင့်အတောကံစိုးရိမ်ခြင်းမရှိဝိရဇံကိလေသာမြူအညစ်အကြေးမရှိခေမံဘေးရန်ကုန်ခန်းငြိမ်းချမ်း၏စောရံခိုးသူသည်ကောဒံအမျက်ဒေါသသည်ဝိနတန္တုပျောက်ပြက်စေကုန်တည်းဒီဂါထာကိုခရီးသွားစရာရှိတဲ့အခါမှာသို့မဟုတ်အလောက်ကန်အကြံစီရှိတဲ့အခါမှာမိမိတို့သွားရမယ့်ခရီးလမ်းကိုအာယုံညွတ်ပြီးတော့သုံးခေါက်ရွတ်ဆိုပြီးဘယ်ဘက်ကနေစပြီးလမ်းပြီးတော့သွားပါအန္တရာယ်ကင်းဘေးရှင်းပါလိမ့်မယ်ဒီလိုမျိုးဘေးအန္တရာယ်ကင်းပြီးအောင်မြင်မှုအဖျားဖျားကိုရရှိစေခဲ့တဲ့ရွှေပေါ်ကျွန်းဆရာတော်ကြီးရဲ့ကျင့်စဉ်ကိုရွှေပေါ်ကျွန်းဝေနေရတွေအားလုံးသိရှိပြီးအကျွမ်းတွင်ရင်းနှီးနေပြီးဖြစ်ပါလိမ့်မယ်။ရုံကြည်ကြည်လက်တွေ့ကျင့်ကြံနေသူတွေအနေနဲ့လည်းဘေးအန္တရာယ်ကင်းဝေးပြီးတော့အစဉ်ပြေအောင်မြင်မှုတွေကိုရရှိခံစားသုံးဆောင်နေကြရမှာတော့မလွဲဧကံပဲဖြစ်ပါလိမ့်မယ်။ဒီကျင့်စဉ်လေးကရွှေပေါ်ကျွန်းသာသနာပြုစခန်းမှာရှိတဲ့ပွဲတော်ရက်တွေမြို့နယ်အသီးသီးရဲ့စုပေါင်းကန်ထပ်ပွဲတွေဖျားထီးတင်ပွဲတွေအစရှိတဲ့ပွဲတွေမှာမကြာခဏဓမ္မဒါနပြုရိုက်နှိပ်ထုတ်ဝေလေးရှိတဲ့အတွက်ကြောင့်လူသိအလွန်များတဲ့ကျင့်စဉ်ဖြစ်ပါတယ်ကျွန်ုပ်ကိုယ်တိုင်လည်းဒီကျင့်စဉ်လေးနဲ့သွားခဲ့သမျှခရီးစဉ်တွေအိမ်ကအထွက်ခရီးစဉ်အစကနေအဆုံးအိမ်ပြန်ရောက်တဲ့အထိဘေးအန္တရာယ်တစိုးတစည်းမှမရှိဘဲနဲ့ထိုက်တဲ့အောင်မြင်မှုတွေကိုရရှိကြုံတွေ့ခဲ့ရတာကအကြိမ်ပေါင်းများစွာမရေမတွက်နိုင်နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်တူတုတ်တုတ်လိုရင်းတူရှင်းတဲ့အလွန်အစွမ်းထက်တဲ့ကျင့်စဉ်လေးဖြစ်ပါတယ်ဒါကြောင့်မသိရှိသေးတဲ့ဝေနေရအဟောင်းများဝေနေရအသစ်များအတွက်ကြကြပြန့်ပြန့်သိရှိထားစေဖို့အတွက်ရည်တမ်းပြီးအန္တရာယ်ကင်းပြီးကောင်းကျိုးချမ်းသာပွင့်လန်းစေတဲ့ဒီကျင့်စဉ်ကိုဖော်ပြပေးလိုက်ရပါတယ်။ဇရဏကျင့်စဉ်လေးကတော့ဒီဂါထာကိုညအိယာဝင်6ခေါက်မနက်အိယာထ6ခေါက်မွန်းတက်6ခေါက်အဖြစ်တစ်နေ့ကို28ခေါက်ရွတ်ဆိုပါခရီးသွားလာစရာရှိတဲ့အခါဒီမှာတော့၎င်းစကားပြောဆိုစရာရှိတဲ့အခါဒီမှာတော့၎င်းမိမိတို့ဆန္ဒရှိသလောက်ဖြည်းဖြည်းမှန်မှန်ရွတ်ဆိုပေးပါအန္တရာယ်ကင်းပြီးကောင်းကျိုးချမ်းသာပွင့်လင်းလာပါလိမ့်မယ်။ယုံကြည်မှုအင်အားကောင်းစွာထားပြီးတော့ကြိုးစားကျင့်ဆောင်ပါ။အထူးသဖြင့်တနင်္ဂနွေစနေတနင်္လာသားသမီးတွေဟာမိမိတို့ရဲ့ဆိုင်ရာမွေးနေ့ကနေစပြီး9ရက်ပြည့်အောင်ကုန်းတော်ရရဲ့အသွေးသားကိုစားတောက်ခြင်းကနေရှောင်ကျဉ်ပြီးမနက်အိယာထအချိန်မှာဒီဂါထာကိုပတိတပတ်ရအောင်စိတ်ပါ။အင်္ဂါဗုဒ္ဓဟူကြာတာပတိသားသမီးတွေဟာမိမိတို့ဆိုင်ရာမွေးနေ့ကနေစပြီး9ရက်ပြည့်အောင်ကုန်းတော်ရရဲ့အသွေးသားတွေကိုစားတောက်ခြင်းကနေရှောင်ကျဉ်ပြီးမနက်အိယာထားချိန်မှာဒီဂါထာကိုပတိတပတ်ရအောင်စိတ်ပါမိမိအိမ်မှာရှိတဲ့ဖျားအိုးတစ်လုံးလုံးမှာတပြေပန်းစိုက်ပြီး9ရက်ပြည့်အောင်လူဒန်းထားပါပန်းမျိုးရင်ပန်းလဲပါရေကိုနေ့စဉ်လဲပါတောက်ကြသားသမီးတွေဟာမိမိတို့ဆိုင်ရာမွေးနေ့ကနေစပြီး9ရက်ပြည့်အောင်ကုန်းတော်ဝါရဲ့အသွေးသားတွေကိုစားတောက်ခြင်းကနေရှောင်ကျဉ်ပြီးမနက်အိယာထားတဲ့ချိန်မှာဒီဂါထာကိုပတိတပတ်ရအောင်စိတ်ပါမနက်အိယာထဖျောင်းတိုင်9တိုင်ည9နာရီမှာဆိုရင်ဖျောင်းတိုင်9တိုင်အဖြစ်တနေ့ကို10တိုင်ထုံးကြီးပြီး9ရက်ပြည့်အောင်ပူဇော်ပါဒါကတော့အန္တရာယ်ကင်းဂါထာတော်နဲ့9ရက်သားသမီးတွေအတွက်ဇာရဏကျင့်စဉ်လေးပဲဖြစ်ပါတယ်မပြစ်မှားထိုက်တာကိုပြစ်မှားမိမှန်မသိပြစ်မှားမိခြင်းနဲ့တိတိနဲ့ပြစ်မှားမိခြင်းကိုစေရည်တင့်ခြင်းလို့ခေါ်ပါတယ်ဘုရားရိပ်ကြောင်းရိပ်ကံရိပ်ဝရကနယ်မြေတွေမှာအမတ်တမဲ့တတိလက်လွတ်အလေးအပေါ့ဆုံးမိခြင်းစတွေးထွေးမိခြင်းနှက်ညစ်မိခြင်းတို့ဟာဇေယျသင်မှန်မသိသိနေကြတဲ့သူတွေဖြစ်ပါတယ်။တချို့ကတော့သင်မှန်သိတဲ့အတွက်ကြောင့်ဝေယဝိဆအလုပ်တွေလုပ်ခြင်းအဖြစ်ဇေယျသင်ခြင်းကနေလွတ်တက်ကြပြီမဲ့မသိသူတွေအဖို့မှာတော့ဇေယျသင်သွားတတ်ကြပါတယ်။လောကီကျမ်းတွေအလိုအရဇေယျသင်ခြင်း6မျိုးရှိပါတယ်။နံပါတ်ကကြီးဖျားဇေယျသင်သူခခွေလူကြီးမိဘဇေယျသင်သူဂငယ်သဲဇေယျသင်သူဂါကြီးနေဇေယျသင်သူငရေဇေယျသင်သူစလုံးမြေဇေယျသင်သူတို့ပဲဖြစ်ကြပါတယ်။ကျေးဇူးရှင်မန်းလဲဆရာတော်ဘုရားကြီးမိတ်တော်မူတဲ့ဇေယျသင်ခြင်း12မျိုးလည်းရှိပါသေးတယ်။1ဘုရား2တရား3သံဃာ4ဆရာမိဘနဲ့ကျေးဇူးရှိဘူးသူ5ပြမမင်း6မာနမင်း9တရားမင်း10ငကားများ9ဘလူးများ10ပရမိတဝါမဟာပိနေစသောဟေရုနတ်များ17 9ကျိတ်9မျိုးသောဇုံကဝေပေါင်း12တစီတရဲ့ပြိတ္တာစတဲ့နာနာဘာဝများပဲဖြစ်ပါတယ်သူတို့ကိုပြစ်မှားမိလဲဇေယျသိနိုင်ပါတယ်ဒါအပြင်ကဘာဥကစပြီးယနေ့တိုင်အောင်တစုံတစ်ခုသောဘဝကပြစ်မှားမိတဲ့အပြစ်ကြောင့်လဲမိမိအပေါ်
စိတ်ရည်မျိုးသင်နိုင်ပါတယ်။သင်မှမသိသင်နေတဲ့စိတ်ရည်တွေကိုဘယ်လိုခြေဖြတ်လို့ရနိုင်ပါသလဲ။နံပါတ်ကကြီးဖျားစိတ်ရည်သင်ခြင်းဖျားစိတ်ရည်သင်ခြင်းမှာအကြီးစားနဲ့အငယ်စားဆိုပြီး2မျိုးကွဲပါတယ်။သင်ပုံသင်နည်းကတော့ဖျားဝင်ကြောင်ဝန်ဇရက်တစောင်းစတဲ့သာသနိကအဆောက်အုံအထဲနဲ့အရိပ်ဥပဇာအတွင်းနေထိုင်ကြတဲ့သူများဟာဇေယီတော်အဆောက်အုံများကိုမယုံမသိပြုမိခြင်းအမိုင်းနဲ့အညစ်အကြေးများစွန့်ပစ်ခြင်းတွေကိုမကြာခဏပြုလုပ်ခဲ့ရင်ဖျားစိတ်ရည်သင်တတ်ပါတယ်။စိတ်ရည်အကြီးစားသင်ခြင်းလို့ခေါ်ပါတယ်။အကြီးစားစိတ်ရည်သင်တဲ့သူတွေရဲ့လက္ခဏာတွေကတော့ခန္ဓာကိုယ်ပေါ်ကနေသပင်နဲ့အမွေးတွေကျွတ်ခြင်းဝဲညင်းစတဲ့အကွက်ကြီးများပေါ်ခြင်းစီးပွားရေးလုပ်တဲ့အခါမှာစိတ်ချမ်းသာကိုယ်ချမ်းသာမရှိဘဲဆင်းရဲနေခြင်းစီးပွားရေးလုပ်ငန်းကြီးတွေလုပ်ပြီးမှလည်းအမျက်တွေမစူးမိပဲတနည်းနည်းနဲ့ကုန်ခန်းသွားတက်ခြင်းဟာအကြီးစားဖျားစိတ်ရည်သင်ခြင်းပဲဖြစ်ပါတယ်။အငယ်စားဖျားစိတ်ရည်သင်နေတဲ့သူတွေကတော့အမြဲတမ်းနာစီးခြင်းအေးပတ်နေတတ်ခြင်းကိုယ်လက်ထုံခြင်းဒါမှမဟုတ်ခန္ဓာကိုယ်အမြဲပူနေခြင်းကောင်းသောအာဟာရများကိုစားနေရပေမဲ့လည်းအရသာမရှိဘိုင်းနာခြင်းစီးအောက်ခြင်းစတဲ့ယောဂငယ်တွေကိုခံစားရတတ်ပါတယ်။ဖျားစိတ်ရည်သင်ခြင်းကိုဖြည့်တဲ့နည်းကတော့ဖျားရည်တပ်ပယ်ခြင်းတပြက်စီလဲအမိုက်သွန်ခြင်းစတဲ့ဝေယဝိဆပြုခြင်းတရင်သီလများကိုစောင့်တည်ခြင်းတွေကိုကြိမ်ဖန်များစွာပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။စိတ်ရည်သင်ခြင်းနဲ့ပတ်သက်ပြီးစိတ်ရည်ချမှန်တယ်လည်းရှိပါတယ်။အကယ်၍များမိသို့မဟုတ်မိနဲ့ဆက်နေသူတူစိတ်ရည်သင်နေတယ်လို့ယူဆမိပြီဆိုရင်ဒီမှန်တယ်နဲ့ရေတန့်တစ်ခွက်ကို38အုပ်မှန်းပြီးအဲ့ဒီရေကိုစိတ်ရည်သင်တဲ့သူကိုတိုက်ပေးရပါမယ်။စိတ်ရည်ချမှန်တယ်ကတော့အုံဗုဒ္ဓစိတ်ရည်အုံဓမ္မစိတ်ရည်အုံသံဃစိတ်ရည်အုံမာတာစိတ်ရည်အုံပီတာစိတ်ရည်အုံအာဇရိယာစိတ်ရည်အုံတက်ကြီးစိတ်ရည်အုံတက်ငယ်စိတ်ရည်အုံတွင်းဖို့စိတ်ရည်ကျင်းဖို့စိတ်ရည်တစ်စိတ်ရည်ဝါစိတ်ရည်စပားစိတ်ရည်စံစိတ်ရည်စိန်ရည်အပေါင်းထောင်တောင်းမကမနေစံဖြားသက်အုံဗုဒ္ဓတာနောခွာအုံဓမ္မတာနောခွာအုံသံဃာတာနောခွာခွာเสียခွာပြေเสียပြေကြည်เสียကြည်မိမွေတိုင်းဖမွေတိုင်းအကောင်းပဂတိဖြစ်စေကျေးဇူးတော်ရှင်ဆွေပေါ်ကျွန်းဆရာတော်ကြီးကြီးမြင့်တဲ့ဗုဒ္ဓနံဇီဝိတတသုံးဂါထာကိုမျှဝေတင်ဆက်ပေးပါမယ်နံပါတ်1ဂါထာကတော့ဗုဒ္ဓနံဇီဝိတတနာတကကေနစီအန္တရာယောကာတုံတထာမီဟောတုဂါထာရဲ့အတိတ်ပဲကတော့မြတ်စွာဘုရားတို့ဤဇီဝိတိန်တွေတော်ကြီးကိုတစုံတယောက်သောလူနတ်နဂါတရားဗျမအတူရာတို့သည်နှိပ်စက်ဖြက်စီးခြင်းကမစွမ်းနိုင်ကြကုန်ထို့အတူအကျွန်ုပ်အားဖြစ်ပါစေတည်းလို့ဆိုလိုပါတယ်ဒီဂါထာကိုရုပ်ဖတ်မှဆိုရင်ရရှိစေနိုင်တဲ့အကျိုးကျေးဇူးကတော့မိမိရဲ့အသက်အန္တရာယ်ကိုသူတို့ဘာတို့နှိပ်စက်ဖြက်စီးခြင်းကမစွမ်းနိုင်ခြင်းစတဲ့အကျိုးကိုရရှိစေနိုင်ပါတယ်နေ့စဉ်မနက်အဲ့ရထားမှာ108ခေါက်ရုပ်ဖတ်တရစေပါနံပါတ်2ဂါထာဗုဒ္ဓနံတပ္ပိညုတညာနာတနာတကကေနစီအန္တရာယောကာတုံတထာမီဟောတုဂါထာရဲ့အတိတ်ပဲကတော့မြတ်စွာဘုရားတို့ဤတပ္ပိညုတဉာဏ်တော်ကြီးကိုတစုံတယောက်သောလူနတ်နဂါတရားဗျမအတူရာတို့သည်နှိပ်စက်ဖြက်စီးခြင်းကမစွမ်းနိုင်ကြကုန်တို့အတူအကျွန်ုပ်အားဖြစ်ပါစေတည်းလို့ဆိုလိုပါတယ်ဒီဂါထာကိုရုပ်ဖတ်တဲ့အတွက်ကြောင့်ရရှိစေနိုင်တဲ့အကျိုးကတော့မိမိရဲ့အသိဉာဏ်စိတ်အစဉ်ကိုထိုင်းမိုင်းတွေ့ဝေမေ့လျော့သွားအောင်ဖြက်စီးခြင်းကမစွမ်းနိုင်တဲ့အကျိုးကိုရရှိစေနိုင်ပါတယ်နေ့စဉ်မွန်းတဲ့ချိန်မှာ108ခေါက်ရုပ်ဖတ်တရစေပါနံပါတ်3ဂါထာဗုဒ္ဓနံစတုံနံပစ္စယနံအဘိဟဒနံနာတကကေနစီအန္တရာယောကာတုံတထာမီဟောတုဂါထာရဲ့အတိတ်ပဲကတော့မြတ်စွာဘုရားတို့ဤပစ္စည်း၄ပါးအလူတို့ကိုတစုံတယောက်သောလူနတ်နဂါတရားဗျမအတူရာတို့သည်နောက်ဆက်ပျက်စီးခြင်းကမစွမ်းနိုင်ကြကုန်တို့အတူအကျွန်ုပ်အားဖြစ်ပါစေတည်းလို့ဆိုလိုပါတယ်ဒီဂါထာကိုရုပ်ဖတ်တဲ့အတွက်ကြောင့်ရရှိစေနိုင်တဲ့အကျိုးကတော့မိမိရဲ့ပစ္စည်းဥစ္စာတို့ကိုသူတို့ဘာတို့နှိပ်စက်ဖျက်ဆီးခြင်းကမစွမ်းနိုင်ခြင်းအကျိုးကိုရရှိစေနိုင်ပါတယ်နေ့စဉ်ညပိုင်းမှာ108ခေါက်ရုပ်ဖတ်တရစေပါဂါထာကိုရွတ်ဆိုမယ်ဆိုရင်တတိပြုလိုက်နာရမယ့်အချက်တွေရှိပါတယ်အဲ့ဒါကတော့သုတ်တော်ပရိတ်တော်ဂါထာမန္တန်တော်တွေကိုရွတ်ဖတ်တရစေတဲ့နေရာမှာနံပါတ်1အချက်ဖြည်းဖြည်းလေးနဲ့မှန်ကန်ရွတ်ဆိုရပါတယ်နံပါတ်2ချက်ရွတ်ဆိုနေတဲ့အခိုက်မှာဂါထာတော်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်တို့ကိုစိတ်ဓာတ်ကကိုင်းဆိုင်ပြီးထားရပါတယ်နံပါတ်3ချက်ကတော့ဂါထာဆိုင်ရာအဆောက်အအုံတွေနဲ့ဟိတ်ဓာတ်ဆက်သွယ်မှုရရှိအောင်ပြုလုပ်ရပါတယ်ဟိတ်ဓာတ်ဆက်သွယ်မှုဆိုတာကအဲ့ဒီဂါထာဆိုင်ရာအဆောက်အအုံတို့ကိုအမြပေးဝေခြင်းမေတ္တာပို့သခြင်းတို့ကိုဆိုလိုပါတယ်
ရုပ်ဆွအစုံကျွဲနွားဝက်အရက်သေးစာတို့ကိုစားတောက်ခြင်းကိုလည်းရှောင်ကျဉ်ထားရပါတယ်ယခုရွှေဘော်ကျွန်းဆရာတော်ညွန်ပြထားတဲ့စီကန်းတွေနဲ့အညီလိုက်နာဆောင်ရွက်သွားမယ်ဆိုရင်ယခုပြစ္ဆုတ်ပံမှာလဲအန္တရာယ်ကင်းရံပေးရှင်းပြီးကိုယ်စိတ်ချမ်းသာမှုဓာတ်တူဓာတ်မြတ်ကြီးကိုရရှိခံစားသွားနိုင်ကြမှာပဲဖြစ်ပါတယ်ဒါပေမဲ့လက်မီးပူမှနရွက်အမတ်ရဆိုတဲ့အခြေအနေမျိုးမဟုတ်ပဲနေ့စဉ်စိတ်ရှိရှိဇွဲတန်တန်ရွတ်ဖတ်တရစေဖို့တော့လိုအပ်ပါတယ်ဒါမှပဲယခုမျက်မှောက်ကာလတွင်သာမကနောင်တန်တရားမှာလဲနိဗ္ဗာန်ရောက်တဲ့အထိအကျိုးထူးတွေကိုခံစားနိုင်မှာပဲဖြစ်ပါတယ်